အမတို့ရေပတ်ကညောတို့ကိုဟော့ဖော့လောက်တောက်နေတင်ပေးပါလို့ခဏခဏလာပြောထားလို့ဒီနေ့တော့ဟော့ဖော့လောက်တောက်နေလေးတင်ပေးထားပါတယ်ရှင်။ဘာလေးတွေပါမလဲဆိုတော့အယိုးပြုတ်ရည်လေးပါပါမယ်။အသားလေးတွေသားလုံးလေးတွေအသီးရွက်လေးတွေမှုန့်လေးတွေပါပါမယ်ရှင်။ဒါလေးကတော့ခဏခဏပတ်ကညောမိတ်ဆက်ပေးနေကြဟော့ဖော့အနှစ်ထုတ်လေးပါ။အဲ့ဒါလေးကိုထည့်လိုက်ပါမယ်အယိုးပြုတ်ရည်တဲ့ကိုဒါကခောက်ဆွဲကြောက်ထုတ်လေးပါဒါလေးသုံးပါတယ်ရှင်အိမ်မားလေးစူလာပြီဆိုရင်အသင့်ပြင်ထားတဲ့အသားလုံးတွေအသားတွေထည့်ပါမယ်မို့လေးတွေလည်းထည့်ပါမယ်ရှင်အသားလေးတွေကြက်ပြီးမို့လေးတွေထည့်ထားလို့ဟင်းရည်လေးကလည်းချိုးလာပြီဆိုလို့ရှိရင်အသီးရွက်လေးတွေခောက်ဆွဲကြောက်လေးတွေကိုထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်ကျမရဲ့ဗီဒီယိုတွေကိုအဆုံးထိအမြဲတမ်းကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်